တချို့ကတိမ်ထဲမှာအမျိုးသမီးမဝင်ကောင်းမှုလို့ဘာလို့ပြောကြသေးတယ်မဟုတ်ပါဘူးအဲ့ဒါတွေကလည်းမဝင်ကောင်းမှုလို့ပြောတာမဟုတ်ကိုလောက်မှတန်ဖိုးမရှိတဲ့အိမ်မြောင်တွေကတိမ်ထဲမှာနေနေတာပဲဥစ္စာပဲအမျိုးသမီးကတိမ်မြောင်နဲ့တော့မြတ်ပါစေဆိုလိုတာကဒီမမယွင်ရင်ပြောဆိုရင်းကနေပြီးဒီလိုဖြစ်တာဒီလိုဖြစ်တာရှင်သာရိပုတ္တရာတို့သမုတ်တဲ့တိမ်ကရာဇဂိုမျိုးကြီးတစ်ခုလုံးကိုခြုံငုံပြီးတော့ကျောင်းကြီး18ကျောင်းခြုံပြီးတော့တိမ်တစ်လုံးနဲ့သမုတ်ထားတာဘယ်အဲ့ထက်မှအမျိုးသမီးရောမျိုးသားတွေရောအိမ်တွေရောရွာရောအကုန်လုံးရှိနေတာပဲနော်အဲ့ဒါကြောင့်မလို့မဝင်ကောင်းဘူးဒီနေ့ကဘုန်းကြီးတစ်ပါးဖုံးဆက်ပြီးတော့မေးတယ်ဆရာတော်တိမ်ထဲမှာအိမ်သာကုရီဆောက်ခြင်းလို့ဆောက်လို့ရလားတိမ်ထဲမှာကုရီဆောက်ကောင်းလားလို့မေးတယ်အဲ့ဒါပြောလိုက်ရတယ်ရှင်သာရိပုတ္တရာသမုတ်တဲ့တိမ်ထဲမှာတော့ဘယ်ကုရီတင်ကောက်မှာတော့လို့တိမ်ဆိုဒီမှာယဟန်တန်ဃာတွေအတွက်ကံဆောင်မှုရအတွက်ညီညွတ်တဲ့ဧရိယာလေးတစ်ခုသတ်မှတ်ထားပဲရှိတယ်အဲ့ဒါနဲ့မဆိုင်ဘူးလို့အဲ့ဒီလိုပြောပြလိုက်ရတယ်တိမ်ထဲပဲမလုပ်ကောင်းမှုလို့ဒီလိုမရှိပါဘူးလို့ကိုယ့်အကိုတင့်တော်ကြီးမတင့်တော်ကြီးကကိုယ့်အကိုဆုံးဖြတ်တာပေါ့နော်ကြောင့်မလို့တိမ်ထဲကိုမိန်းမတွေမဝင်ရဘူးမဟုတ်ဘူးအဲ့အလကားတိမ်ထဲကိုမိန်းမတွေမကဘူးအမြင့်ဘုန်းကြီးတစ်ပါးလည်းဝင်လို့မရဘူးယောက်ျားလည်းဝင်လို့မရဘူးကမ္မဝါစာဖတ်နေကမှာဘယ်သူမှမဝင်ကောင်းဘူးဒါပေမဲ့မိန်းမဆိုတဲ့အမျိုးတွေကနည်းနည်းရှာရှည်တတ်တယ်ကျတော့ကကမ္မဝါစာဖတ်နေတယ်သူနာတို့မိဘန်းနေတန်ကောဆိုမှဆက်ချောင်းဆိုရတယ်အဲ့ဆိုသူ့အမျိုးသမီးကကိုသောနာချောင်းဆိုရတယ်တွေ့ခင်လေးသွားပြေးလိုက်စမ်းဆိုတာတာတီကိုနဲ့ဟဲ့လားသူကထွေးကန်လမ်းပေးလိုက်တော့ငါလှမ်းကန်လိုက်တယ်တွေ့လားသူနဲ့တော့ဖြစ်သွားလဲချိသွားဆက်သွားတော့သူကသိရင်ပြင်မှာငါသိရင်တွင်းမှာအဲ့ဒါကိုတန်ပေရဖြစ်တယ်လို့ခေါ်တယ်ဟောပြတ်သွားတယ်အဲ့လိုလာတခုလာပေးတဲ့အခါမှာမျိုးသမီးတွေကကျတော့ကျင်နာတတ်တဲ့နှလုံးသားရှိတော့ဟဲဖုန်းကြီးဖြစ်နေဆိုတော့ तू ကတွေးရင်လာပေးမယ်တခုရေးလာပေးတဲ့အခါမှာဒီမှာသူနာသူမေဘန်းရက်လို့မရဘူးရက်လိုက်ရင်ကြော်သွားတယ်ကမ္မဝါသာကြော်သွားလို့မရဘူးအတူတူပြီးရတယ်သူနာသူမေဘန်းနေတန်ကောရက်ပြီးတော့ဒီမကြီးကြောင်းနဲ့ဝင်လို့မရဘူးဆိုရင်ခုနတန်ကောကသူများကြော်သွားပြီအဲ့ဒါမျိုးဖြစ်သွားမှာဆိုလို့သူနာသူမေဘန်းနေတန်ကောဆိုတော့ကမ္မဝါသာကင်ထားတာဒုက္ခမောဒကဟိုကောင်မဝင်ချလာတယ်မြင်နေရတယ်သူနာသူမေဘန်းနေတန်ကောဆိုနေတို့လှုပ်လိုက်တာအဲ့ဒါလေစကားပြောဟိုအချိန်မြတ်လို့လှုပ်လိုက်တော့ကိုကဘေးနာနည်းနည်းပါးပါးဘိုးသူရဘာညာရှိတယ်ကပ္ပိယကြီးတို့ဘုံကြီးကျောင်းကဥပဒကတော့တယောက်ကဟဲ့ကောင်မလေးတွေမိမတိမ်နဲ့မိမတွေမဝင်ကောင်းလေလို့ဟောနေရောက်သွားတယ်။ဩလူကြီးသူမကရပုဂ္ဂိုလ်ကြီးပြောလိုက်တာမိမတွေမဝင်အောင်အခုသွားဝင်လို့ရတယ်ဂျွန်းထိုးလို့ရတယ်ဟိုမှာသွားကမ္မဝါဖတ်နေတဲ့အချိန်မှာမဝင်ကောင်းဘူးကမ္မဝါမဖတ်တဲ့အခါမှာဝင်ကောင်းတယ်အဲတိမ်ထဲကိုမိမတွေမဝင်ကောင်းဘူးပြီးတော့တိမ်ထဲကဖေကဘယ်တော့မှပန်းမရှိဘူး။ဟောကမိမပဲကတ်တာလေပန်းလို့ဆွန်းလို့ဟုတ်တယ်လားတိမ်ထဲမှာနေတဲ့ဘုံကြီးကကတ်ခဲတယ်လေဘယ်တော့မှသင်္ကန်းတွေပန်းတွေဆွန်းတွေပန်းတွေရေးချမ်းတွေမရှိဘူးမိမတွေမဝင်အောင်ဆိုတော့လူเจ้าမှာတော့ဒေါက်တာမလန်သွားဝင်သွားကတ်လို့ပြောလိုက်တယ်အိမ်ထဲဝင်ကောင်းလားဝင်ကောင်းတယ်ဘယ်အချိန်မှမဝင်ကောင်းတာလဲကမ္မဝါစာဖတ်နေဘုန်းကြီးကဘာလို့မဝင်လဲ तू ကဝင်းနီးနားနေတယ်လေ तू ဝင်းနီးနားနေတော့မဝင်ဘူးဘုန်းကြီးတော့လူပဲဝင်တတ်တာပေါ့လူထဲမှာအမျိုးသမီးကပဲချောင်းဆိုးတာတော့တခုပစ္စည်းလေးပေးခြင်းနဲ့ဘုန်းကြီးအိုက်နေတဲ့ရက်တောင်ခတ်ပေးမယ် तू ကတခုလို့ရတော့မျိုးသမီးတွေကပဲဒါမျိုးကတော့ကလုတ်တတ်တာဖြစ်ချင်းကြောင့်ဘုန်းကြီးကသူလက်ကားလိုက်တော့ခေါင်းထဲမှာဝင်ကောင်းမှုလို့ထင်တာပြီးတော့အိမ်ထဲကိုမိမတွေဝင်ကောင်းဘူးညီတို့ကမ္မဝါဖတ်ဆိုအထက်ဝင်ရလားဟုတ်လေခုနဗျာမခံရင်တော့ဝင်ရတယ်အဲကမ္မဝါဖတ်ရင်တော့လွတ်တဲ့နေရာမှာထိုင်ရင်မထိုင်ရင်ထွက်လိုက်သွားလိုက်လာလိုက်မလုပ်နဲ့ဒီနေရာမှာထိုင်နေလို့ရှိရင်အတွင်းထဲမှာရတယ်အဲ့တော့အတွင်းထဲမဝင်နဲ့လို့ပြောလိုက်တော့ဇလန်ရှင်းသွားတယ်โอเคအတွင်းထဲဝင်အမလေးအမတို့အစဘာဘူးဝင်ကြီးလာတယ်ဘူးလားဆိုညီကရှာရီထွက်လိုက်ကိုခြေတော့လဲလှမ်းလိုက်ကိုဒီကတိန်နဲ့လှမ်းလိုက်တဲ့ချိန်မှာခြေတော့ကအပြင်ရောက်တဲ့ခါမှာသမီးခြေတော့ကအပြင်ရှိတဲ့ခါမှာတိန်နဲ့ဒီဘက်ကမြေကြီးတွေကဘာတယ်လဲအပုတ်ဒီဘက်ကမြေအသန့်မြေကိုတန့်ထားတယ်ဆိုတော့မြေတန့်ထားတာပြင်ဒီမြေတန့်လိုက်တယ်ဆိုရှင်ဟိုဘက်ကမြေနဲ့ဘာဖြစ်သွားလဲထိသွားရင်အမောစာပြက်တယ်ငါကြောင်းကတိန်ကတော့ထူကြတယ်ဝိသုံကာမဖြစ်ခြင်းမျိုးကျွန်ချက်သက်လောက်ဘာဝိသုံကာမမျိုးတိန်ကခန္ဓာတိန်ကြတော့မရဘူးဝိသုံကာမကြတော့တီးချာဘရင်ရဲ့အမိတ်နဲ့ဒီမြေကြီးဒီဝိသုံကာမတိန်ဖြစ်စေဆိုတဲ့အမိတ်နဲ့ဆိုတော့ခြေနေကောင်းဟိုကောင်းတော့တင်မြထားလိုက်တော့ဒါရှင်းပြမယ်တော့တိန်နဲ့တန်ရှင်းရပါတယ်
ပမဝါစာလည်းတက်ကြနာဖတ်တတ်ရပါတယ်ညက်တိရလည်းပြည့်စုံရပါတယ်ဥထုလို့ခေါ်တဲ့ပုဂ္ဂလတန်ဃာတော်တွေလည်းရှိရပါတယ်အဲ့ဒီယံတန်ဃာကိုလည်းသူ့မေးလိုက်တဲ့အချက်လက်တွေပြည့်စုံရပါတယ်အဲ့ဒါကြောင့်သူ့ကိုဒုံလပါအဲ့ဒီအချက်လက်တွေခက်ခဲတဲ့အချက်လက်တွေညီရတကာကြီးညီခင်မောမှာပြည့်စုံပါရှိနေတယ်ပြီညွန်ဖြစ်လားမဖြစ်ဘူးအနာရှိလားမရှိဘူးတွေးရှိလားမရှိဘူးအဲ့လိုအချက်လက်တွေပြည့်စုံသွားတဲ့ကောင်တော့ဒုံလပါဖြစ်သွားရခဲ့တဲ့အရာတွေသူ့မှာရနေတယ်ခက်ခဲတဲ့အရာတွေသူ့ရှိမှရှိနေတယ်တိမ်ဆိုတာလည်းခက်ခဲတယ်တိမ်တစ်ခုရဖို့အတွက်